မင်္ဂလာပါဟာရှိမိုတိုမျိုးကကြိုဆိုပါရယ်ရေမြေချမ်းသာကွဲပြားတဲ့ဒလိထုံးစံတွေနဲ့နေသားကြဖို့ဆိုတာခက်ခဲမယ်လို့ထင်ပါတယ်ဒီကနေ့တော့အားလုံးနဲ့ခီနေထိုင်နိုင်ဖို့ဟာရှိမိုတိုမျိုးမှာနေထိုင်သူတွေမရှိမပြေလိုက်နိုင်ရမယ်အရေးပါတဲ့စည်းကမ်းတစ်ခုကိုမိတ်ဆက်ပေးပါမယ်ဟာရှိမိုတိုမျိုးမှာနေမြေအလိုက်ဂိုမီစတေရှင်တွေရှိပါတယ်ဂိုမီစတေရှင်ဆိုတာအမှိုက်စုဆောင်းရေးနေရာဖြစ်ပါတယ်ဂိုမီစတေရှင်ဆိုတာမြို့နယ်ရက်ကွက်ကောင်စီတွေကပိုင်ဆိုင်တဲ့နေရာဖြစ်ပါတယ်အဲ့ဒါကတော့အမှိုက်ခွဲခြားစွန့်ပစ်ရေးနည်းလမ်းတွေပဲဖြစ်ပါတယ်။မြို့နယ်ရဲရွာကောင်စီတွေဟာအားလုံးပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်အောင်ပြဿနာတွေနဲ့ပတ်သက်ပြီးဆွေးနွေးပြောဆိုတာစီကံချမှတ်တာတွေလှုပ်ဆောင်နေပါတယ်။နေ့ရက်နဲ့ရက်စွဲအလိုက်ပြစ်လို့ရတဲ့အမှိုက်အမျိုးအစားမတူပါဘူး။အမှိုက်မပြစ်ခင်မှာအမှိုက်သိမ်းနေ့ရက်အချိန်စရာကိုစစ်ဆေးအတည်ပြုကြပါ။အခုမြင်ရတာကတော့ဟာရှိမိုတိုမျိုးအမှိုက်သိမ်းနေ့ရက်အချိန်စရာဖြစ်ပါတယ်။ခွဲခြားထားတဲ့အမျိုးအစားတွေနဲ့သိမ်းဆည်းမဲ့နေရက်တွေနဲ့ပတ်သက်ပြီးစုစည်းဖော်ပြထားပါတယ်။ဟာရှိမိုတိုမျိုးမှာအမှိုက်တွေကိုအမျိုးအစား73မျိုးခွဲခြားထားပါတယ်။အမှိုက်သိမ်းတဲ့နေရက်တွေကတော့မြို့နယ်ရက်ကွက်အလိုက်ကွဲပြားပါတယ်။မိမိနေထိုင်ရာမြို့နယ်ရက်ကွက်ရဲ့အမှိုက်သိမ်းနေရက်အချိန်စရာကိုကြည့်ရှုပါ။အမှိုက်သိမ်းမဲ့နေ့မှာမနက်8နာရီနောက်ဆုံးထားပြီးသတ်မှတ်ထားတဲ့အမှိုက်စုဆောင်းရေးနေရာမှာစွန့်ပစ်ပါ။အမှိုက်စုဆောင်းလက်ခံတဲ့နေရာမှာအိတ်ထက်အမှိုက်ဂိုမီစတေရှင်နဲ့အထွေထွေအမှိုက်ဂိုမီစတေရှင်ဆိုပြီးအမျိုးအစား2မျိုးရှိပါတယ်။အဲ့ဒီနေရာတွေမှာစွန့်ပစ်လို့ရတဲ့အမှိုက်အမျိုးအစားတွေကတစ်ခုနဲ့တစ်ခုမတူပါဘူး။ဂိုမီစတေရှင်မှာအမှိုက်စွန့်ပစ်ဖို့အတွက်မြို့နယ်ရက်ရွာကောင်စီတွေရဲ့ခွင့်ပြုချက်ကိုရယူကြပါစို့။ဟာရှိမိုတိုမျိုးကသတ်မှတ်ထားတဲ့အမှိုက်အိတ်အမျိုးအစား3မျိုးရှိပါတယ်။အဝါရောင်ပေါ်မှာအနက်ရောင်စလုံးပါတဲ့အိတ်ကမီးရှို့နိုင်တဲ့အမှိုက်အတွက်ဖြစ်ပါတယ်။အိတ်အကြီးမှာအနီရောင်စလုံးပါတဲ့အိတ်ကပလတ်စတစ်ဘူးကွက်အခွန်နဲ့PET ပလတ်စတစ်ဘူးကိုပြန်လည်အသုံးချအမှိုက်တွေအတွက်ဖြစ်ပါတယ်။အိတ်အကြီးမှာအညိုရောင်စလုံးပါတဲ့အိတ်ကတော့မြေမြုပ်စွန့်ပစ်အမှိုက်တွေအတွက်သတ်မှတ်အိတ်ဖြစ်ပါတယ်။အကြီးစားအမှိုက်စွန့်ပစ်ရာမှာကပ်ဖို့စတစ်ကာ2မျိုးရှိပါတယ်။30စင်တီမီတာအထက်1မီတာအောက်ပစ္စည်းဆိုရင်အဝါရောင်စတစ်ကာကိုသုံးရပါတယ်။1မီတာနဲ့အထက်ရှိတဲ့ပစ္စည်းဆိုရင်တော့အနီရောင်စတစ်ကာကိုသုံးရပါတယ်။အမှိုက်အိတ်တွေအကြီးစားအမှိုက်စတစ်ကာတွေကိုစူပါမားကတ်တွေ24နာရီကုန်စုံဆိုင်တွေမှာဝယ်လို့ရပါတယ်။ဟာရှိမိုတိုမျိုးကသတ်မှတ်ထားတဲ့အိတ်ကိုအသုံးပြုပြီးအမှိုက်ပစ်ထားတာကိုပြသပေးပါမယ်။မိရှို့နိုင်တဲ့အမှိုက်ဆိုတာညစ်ပင်နေတဲ့စာရွက်တွေနဲ့စားခြင်းစားကြံမိဖို့ကြောင့်အမှိုက်တွေလိုအရာတွေဖြစ်ပါတယ်။မိရှို့နိုင်တဲ့အမှိုက်တွေကိုတတ်နိုင်သမျှအရေးတွေမပါအောင်စစ်ပြီးစွန့်ပစ်ပါ။ပြန်လည်အသုံးချအမှိုက်မှာအမျိုးအစား2မျိုးရှိပါတယ်။ပလာအမှတ်သားပါတဲ့ပလတ်စတစ်ဘူးခွက်အခွန်နဲ့PET ပလတ်စတစ်ဘူးကွန်တွေဖြစ်ပါတယ်။ပလတ်စတစ်ဘူးကွက်အခွန်တွေကတော့ပလာအမှတ်သားပါတဲ့ခောက်ဆွဲကြဘူးရေတန့်ဘူးအချိုရည်ဘူးတွေရဲ့အဖုံးစတာတွေဖြစ်ပါတယ်။ PET ပလတ်စတစ်ဘူးကွန်ဆိုတာကတော့ရေတန့်နဲ့အချိုရည်တွေဟင်းကက်ပစ္စည်းထဲတဲ့ဘူးကွက်အခွန်စတာတွေဖြစ်ပြီး PET အမှတ်သားပါတဲ့ပစ္စည်းတွေဖြစ်ပါတယ်။သက်ဆိုင်ရာခွဲခြားမှုအမှတ်သားတွေကိုစစ်ဆေးအတည်ပြုပါ။ပြန်လည်အသုံးချအမှိုက်တွေကိုရေဆေးအခြောက်ခံပြီးမှဆွန့်ပစ်ပါ။ပလတ်စတစ်ဘူးကွက်အခွန်နဲ့ PET ပလတ်စတစ်ဘူးကွန်အမှိုက်တွေအတွက်အမှိုက်အိတ်ကအတူတူဖြစ်ပေမဲ့တအိတ်ထဲမှာရောမထည့်ပဲအမှိုက်မျိုးစားအလိုက်တအိတ်စီတီးခြားခွဲပါဒါဒီမကအမှိုက်သိမ်းတဲ့နေရဟာလည်းကွဲပြားတာကြောင့်သတိပြုပါမြေမြုပ်စွန့်ပစ်အမှိုက်ဆိုတာကျွေတဲ့မြေတဲ့ဖန်တဲ့ပစ္စည်းစတာတွေဖြစ်ပါတယ်မြေမြုပ်စွန့်ပစ်အမှိုက်စုဆောင်းတဲ့နေရာကတော့အထွေထွေအမှိုက်စုဆောင်းရေးနေရာပဲဖြစ်ပါတယ်ဆက်ပြီးတော့ပုံနဲ့ထည့်ပြီးစွန့်ပစ်ရမယ့်အရာတွေကိုပြောပြပါမယ်အမျိုးအစားလိုက်တီးတန့်ပုံးတွေမှာအမှိုက်တွေကိုထည့်ပါပလီလို့ဆိုတဲ့နေရာမှာစားတောက်ကုန်ထည့်တဲ့အရာတွေပဲအကျုံးဝင်ပါတယ်တီးတန့်ပုံးတွေမှာအကြီးအညိုရောင်တခြားအယောင်ဆိုပြီးပလီအမျိုးအစား3မျိုးခွဲပြီးပြစ်ပါထုချေခွဲခြားအမှိုက်ကတော့30စင်တီမီတာအောက်တတုပစ္စည်းစတာတွေဖြစ်ပါတယ်30စင်တီမီတာအထက်ပစ္စည်းတွေကိုအကြီးစားအမှိုက်အနေနဲ့စွန့်ပစ်ပါအန်ဒီရရှိတဲ့အမှိုက်ဆိုတာဓာတ်ခဲမီးလုံးစပရေးတံဘူးစတာတွေဖြစ်ပါတယ်မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့နယ်မြေအလိုက်လူထုခန်းမတွေမှာဓာတ်ခဲတွေမိချောင်းတွေစွန့်ပစ်နိုင်တဲ့စုဆောင်းရေးပုံးတွေထားပါတယ်အသုံးပြုကြပါစွန့်ပစ်စားသုံးစီကတော့အသုံးပြုပြီးသားအကျော်စီစတဲ့ကောက်ပဲသီးနှံကထုတ်ထားတဲ့စားသုံးစီတွေကိုပြောတာပါမကွဲမပေါက်နိုင်မဲ့အလုံးပိတ်လို့ရတဲ့ဘူးကတ်ထဲမှာထည့်၍ဖိတ်ဖြံမကြအောင်လုပ်ပြီးစွန့်ပစ်ပါအကြီးစားအမှိုက်ဆိုတာအရွယ်အစား30စင်တီမီတာကျော်တဲ့အမှိုက်ဖြစ်ပါတယ်တီးသန့်စတေကာကိုကပ်ပြီးစွန့်ပစ်ပါအနားတစ်ဖက်က30စင်တီမီတာအထက်1မီတာအောက်ပစ္စည်းဆိုရင်အဝါရောင်စတစ်ကာကပ်ပါ1မီတာနဲ့အထက်ပစ္စည်းဆိုရင်အနီရောင်စတစ်ကာကိုကပ်ပါအခုဆက်ပြီးစက်ကူဟောင်းအဝတ်ဟောင်းတန်ဘူးစတာတွေနဲ့ပတ်သက်ပြီးပြောပြပါမယ်စက်ကူဟောင်းဆိုတာသတင်းစာမဂ္ဂဇင်းစာဆောင်တွေဖြစ်ပါတယ်အဝတ်ဟောင်းကတော့အတွင်းငံမဟုတ်တဲ့အဝတ်အထွေတွေကိုဆိုလိုပါတယ်
စက်ကူဟောင်းတွေကိုကျိုးနဲ့ချီဒါမှမဟုတ်စက်ကွေတဲထည့်ပြီးစူးစီပါအဝိဟောင်းတွေကိုအတွင်းကအရာကိုမြင်နိုင်တဲ့အိတ်ထဲထည့်ပါညစ်ပေနေတဲ့အဝတ်တွေအတွင်းငံတွေကိုတော့မိရှို့နိုင်တဲ့အမိုက်အနေနဲ့စွန့်ပစ်ပါအလူမီနီယံဘူးနဲ့တံဘူးတွေဟာအမျိုးအစားအမှတ်အသားကိုစစ်ဆေးပြီးတိကျခွဲစွန့်ပစ်ပါအမှတ်အသားမပါတဲ့ပစ္စည်းတွေဟာထုချေခွဲခြားအမိုက်ဖြစ်ပါတယ်ဘူးတွေကိုစွန့်ပစ်တဲ့အခါရေဆေးပြီးအတွင်းကအရာတွေကိုမြင်နိုင်တဲ့အိတ်ထဲထည့်ပြီးစွန့်ပစ်ပါဒီဗီဒီယိုမှာရှင်းပြမထားတဲ့အကြောင်းအရာအများအပြားကိုအမိုက်ခွဲခြားစွန့်ပစ်နည်းလမ်းညွှန်စာအုပ်မှာဖော်ပြထားပါတယ်ပစ္စည်းအမျိုးအစားလိုက်ခွဲခြားမှုစရာလည်းပါပါတယ်စစ်ဆေးကြည့်ရှုကြပါမရှင်းလေးနဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လူနှမှုပတ်ဝန်းကျင်ဌာနခွဲကိုဆက်သွယ်မေးမြန်းပါ